ကျွန်တော်တို့ကကားတစ်စီးဝယ်မယ်ဆိုလို့ရှိရင်ကိုကဘယ်နေရာမှာသုံးမှာလဲဘာအတွက်သုံးမှာလဲဆိုတာအရေးကြီးဆုံးပဲဗျဒါဆိုလို့ရှိရင်ဒီ SO5C ကိုဘယ်လိုလူတွေရွေးသင့်လဲရန်ကုန်ပဲဖြစ်ဖြစ်မန္တလေးပဲဖြစ်ဖြစ်ပါဒီမြို့ရင်းမှာကုန်ဖြတ်မယ်ဆိုလို့ရှိရင် SO5C ရဲ့ share ပဲဗျနောက်တစ်ခါကျွန်တော်တို့ပွဲရုံလုပ်ငန်းရှင်တွေIzu တဲ့နည်းနည်းလေးဈေးသက်တာတယ်အလုံးလဲတွင်ကျတယ်ဗျာကိုကလုပ်ငန်းလုပ်မယ်ဗျာပွဲရုံဖွင့်မယ်ဆိုလို့ရှိရင်အရင်ကြီးလဲအများကြီးမလိုက်နိုင်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ Izu ကိုအတင်းလိုက်မဝယ်သေးနဲ့ဘူးဗျာ Hino Duro SO5 စီကလည်းရွေးချယ်စရာကောင်းတယ်ဗျာပိုတဲ့ပတ်စံကိုလည်းကျွန်တော်တို့လုပ်ငန်းမှာပြန်သုံးလို့ရတယ်ဗျာကိုပိုင်မောင်းမယ်ဒါမှမဟုတ်လို့ရှိရင်ဗျာစိတ်ချရတဲ့ driver ရင်မိ view site တက်တဲ့လူဆိုလို့ရှိရင်ဒီ engine က10စုနှစ်လောက်ကတော့ AC ပဲဗျာတကယ်လို့ဗျာမိတ်ဆွေကငါကားကိုငါပစ္စလက်ခတ်သုံးမယ်ဗျာစီလဲကြုံရထည့်မယ်ရေးလဲတစ်ခါတလေမှကြည့်မယ်ဆိုလို့ရှိရင်တော့ SO5 စီကိုရှောင်ဗျာ Izu ဘက်ကိုသွားအဲ့ဒါလေးကြတော့ဒီလောက်ဆိုရင်တော့ဒီ Hino Duro SO5C ရဲ့ engine အကြောင်းတော်တော်လေးစုံသွားပြီလို့ထင်တယ်ဗျဒီ electronic ပိုင်းကခဏခဏပြတ်တတ်တာဗျဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မြန်မာနည်းမြန်မာဟန်နဲ့ပြောင်းလိုက်မယ်ဆိုလို့ရှိရင်ရိုးရိုးဒီ mechanic ဘက်ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့တော်တော်ကိုကောင်းတဲ့ဒီ engine တစ်လုံးပေါ့ဗျ